边一，我把它来小鸡，我把它来小鸡。哦，ရေလေးထွက်လာရွယ်ရေကြီးလေး။哦，ရေလေးထွက်နေ ရေတွေပါထွက်လာ။ဒီမှာတစ်ကြောလုံးပေါင်းလိုက်တာ။ ။ဒါချောင်းနဲ့နီးရည်လေ။ပေါ်မှာရေလေးပွက်နေ။ကားလိတ်ပေးနေသူ့သူကားလိတ်ပေးနေ ငါရေကြီးမှာရေကြီးတာပဲဥပမာကြီးရေလာပေါ့ရောဘောလားဟဲ့ ทางการเมียนมาได้ประกาศภาวะฉุกเฉินหลังจากเกิดแผ่นดินไหวรุนแรง